အားလုံးပဲမင်္ဂလာပါဗျဒီ control box လေးဘယ်လိုလုပ်လဲဆိုတာလေးကိုကျွန်တော်အကြမ်းမြင်လေးရှင်းပြပေးမယ်အဓိက main ကတော့ဒီ capacitor ကနေအလုပ်လုပ်တာပေါ့နော်ဒီ capacitor ကကျွန်တော်ဒီဘက် relay ကိုလှမ်း on ပြီးတော့ဒီအပြာရောင်ကျိုးနှစ်ချောင်း AC ကျိုးနှစ်ချောင်းကို connect ဖြစ်ပေးပြီးတော့ကျွန်တော်တို့ဒီ MOD transformer ကို power supply လှမ်းပေးတယ်ပေါ့နော်လှမ်းပေးတဲ့ခါကျတော့ကျွန်တော်အဓိကဒီ main capacitor ပေါ့ဒီ capacitor ကိုကျွန်တော်တို့ကဒီဘက် relay နဲ့လှမ်းပြီးတော့အခုချိန်မှာ charging သွင်းတာတော့နော်ဒီလိုမျိုးချိန်မှာ normally close မှာဒီဘက် common point ကနေပြီးတော့ကျွန်တော်တို့ဒီ capacitor ကို charging သွင်းနေမယ်သွင်းနေပြီးလို့ရှိရင်ကျွန်တော်တို့ကဒီ relay ကိုဒီ switch ကနေကျွန်တော်လှမ်းပြီးတော့online တဲ့အချိန်မှာကျွန်တော်တို့ကဒီဘက်ကနေဒီဘက်ကိုလှမ်းကပ်မှာပေါ့နော် normally open ဘက်ကိုလှမ်းကပ်မယ်လှမ်းကပ်တဲ့ခါကျလို့ရှိရင်ဒီ capacitor တွေက voltage ကဒီဘက် relay coil ကိုလှမ်းရောက်ပြီးတော့ဒီကျိုးနှစ်ချောင်းကိုလှမ်းပြီးတော့ connect လုပ်ပေးမယ်ပေါ့နော်လုပ်ပေးတဲ့ခါကျလို့ရှိရင်ဒီ microwave transformer ကြီး power supply ရောက်ပြီးတော့ spot ရိုက်လိုက်ပြီပေါ့နော်ဆိုတော့circuit diagram လေးကတော့ကျွန်တော်ဒီဟာလေးကိုလောက်မှဆိုပြီးဒီတိုင်းကျွန်တော်အကျန်းလေးဆွဲထားတယ်ပေါ့နော်အဓိက main ကတော့ဒီ capacitor ပေါ့ဆိုတော့အဓိက circuit diagram ကတော့ဒီမှာပေါ့နော်ဒီမှာဆိုရင်relay ကျွန်တော် relay နှလုံးနဲ့ relay နှလုံးနဲ့ဒီဘက်က relay ကဒီဘက်က relay ကတော့ဒီ relay ပေါ့နော်ဒီ channel relay ပေါ့နော်ဒီဘက်က relay ကတော့ဒီဘက်က relay ပေါ့နော်ဆိုတော့ဒါလေးကိုကျွန်တော်စမ်းပြပေးမယ်ဆိုတော့ဒီမှာကျွန်တော်12 volt supply ပေးလိုက်ပြီเนาะပေးလိုက်ပြီးတော့ကျွန်တော် on ကြည့်ကြည့်မယ်ဆိုတော့ဒါမျိုးနှိမ့်လိုက်ရင်တစ်ချက်နှိမ့်လိုက်ရင်သူက spot တစ်ချက်ရိုက်လိုက်ပြီပေါ့เนาะဆိုတော့ဒီပုံစံပါအားလုံးကိုကြည့်ကြည့်တင်ပါတယ်